ဟုတ်ကဲ့ကျွန်တော်တို့ပေါ့နော်17လုံးကိုပလန်ချဘဲချင်းဒီမှာလဲတင်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးတော့မှာဖြစ်ပါတယ်ဗျာနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့30နဲ့17ဒီမှာမနေ့မိုးလေးနှိုးတဲ့အခါမှာအင်ဂျင်က17ရှည်နေမယ်ဆိုရင်ကျွန်တော်ပလန်ချကိုတော်တော်များများပြေးပြီးကြည့်ကြတယ်ဗျာနော်ဟုတ်ပြီနေကပိုင်း17ရှည်လာပြီဆိုလို့ရှိရင်လည်းပလန်ချကိုပြေးပြီးကြည့်ကြတယ်ဆိုတော့ဒီနေရာမှာအကန့်တစ်ခုဖြစ်နေမနေ့အစောကြီးကြတော့အင်ဂျင်တစ်လုံးကတညလုံးရက်ထားပြီးတော့အေးနေတဲ့အချိန်မှာ17ရှည်နေမယ်ဆိုရင်လည်းပလန်ချကိုတော်တော်များများပြေးမိနေဟုတ်ပြီကျွန်တော်အင်ဂျင်ကို10မိနစ်လုံးသုံးနေပြီးတော့အပူချိန်အရမ်းမြင့်မားတဲ့အချိန်နေ့လေခဏအနားပြုတဲ့အချိန်သမင်းစားတဲ့အချိန်ကျမှအင်ဂျင်ကိုရက်ပြီးပြန်လို့17ရှည်နေလို့ရှိရင်လည်းပလန်ချကိုဝက်အမိတစ်ဖက်ပြကြတယ်ဆိုတော့ဒါကတစ်ချက်ကမှန်တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကဘာကိုပြန်ပြီးတော့ခွဲခြားရအောင်လဲဆိုတော့တော်တော်များများကဒီ17ရှည်ပြီဆိုတော့ပလန်ချောဝက်တမ်းမစဉ်းစားတယ်ဒါကလည်းမှန်မယ်ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာ17ရှည်တဲ့ခါမှာအင်ဂျင်က17မော်တာကဒီအင်ဂျင်တစ်လုံးလုံးကိုအပိုက်ရမြင်မြန်နဲ့လှုပ်ဆောင်မှုပေးလားမပေးလားကိုကျွန်တော်ကသတိထားရမယ်ဗျ။အဲကြောင့်ကိုတယောက်ကသူများကိုမေးမှဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်ဆက်တော့17မော်တာအပိုက်ရနှင်းနေပြီးတော့17ရှည်တယ်အဲ့လိုလေးမေးပြီးပို့ပြီးတော့တင့်တော်တယ်ဒါမှမဟုတ်လို့ရှိရင်လည်း17မော်တာမြန်ပြီးတော့အနိုးထိုင်းနေဆိုလို့ရှိရင်လည်း17မော်တာအပိတ်ရမြန်နေဒါပေမဲ့အင်ဂျင်ကအနိုးထိုင်းနေဒီလိုလေးမေးလိုက်မယ်ဆိုတော့ပို့ပြီးအဆင်ပြေဟုတ်ပြီဒီအင်ဂျင်မှာဆိုလို့ရှိရင်လည်းဒါပလန်ချာကိုပြီးလေးခိုင်းနေသူကတော့ဘာပြဿနာဖြစ်လဲဆိုတော့17အရန်ရှည်တယ်ပေါ့နော်မနေ့မိုးလီနိုးတဲ့ခါမှာလည်း17ရှည်တယ်ရက်ပြီးဘယ်ချိန်မှပြန်လို့17ကအရန်ရှည်နေတယ်တစ်ချက်တစ်ချက်မထွက်တော့ဘူးဆိုတော့ပလန်ချာကိုပဲစဉ်းစားကြပိုင်ရှင်ကလည်းကျွန်တော်ပလန်ချာလေးလာစစ်ပေးပါဆိုပြီးခေါ်ကျွန်တော်လာစစ်တယ်ပေါ့နော်အဲကြောင့်ကြည့်နေတဲ့ပြည်သက်တွေအားလုံးကလည်း17မော်တာတကယ်အပတ်ရမြန်ရက်သားနဲ့မှ17ရှည်တာဆိုလို့ရှိရင်တော့ကျွန်တော်ဒီပလန်ချာကိုယူလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဗျဆိုတော့တကယ်လို့အဲ့ဒီနေရာမှာဘာရှိသေးလဲဆိုတော့နော်ဆယ်တွေလည်းဖြစ်နိုင်တယ်နော်ဆယ်တွေကြတော့ကျွန်တော်ဘာကိုကြောက်လဲဆိုတော့သူကအမုံမွားတွေကြောက်တယ်ရေတွေကိုကြောက်တယ်ပလန်ချာကလည်းအမုံမွားကိုကြောက်တယ်ရေကိုကြောက်တယ်ဆိုတော့ဒီ30နေတဲ့ဒီနော်ဆယ်တွေက6နှစ်ခံတဲ့ခါမျိုးတွေမှာအမုံအမွားတွေနဲ့ကြီးတွေဖြစ်နေတာနော်ဆယ်ဂျန်တွေဖြစ်နေတာမျိုးဆိုလို့ရှိရင်လည်းအနိုးထိုင်းတာမျိုးဖြစ်တတ်တယ်သူကစနိုးတဲ့ခါမှာနော်ဆယ်ဂျန်ဖြစ်တော့အင်ဂျင်ကောင်းကောင်းမနိုးနိုင်ဘူးအင်ဂျင်နိုးလို့သွားပြီဆိုတာနဲ့ဂျန်ပွင့်တာဟာတွေကတွန်းကန်အားနဲ့ပွင့်သွားပြီးတော့သူကတစ်ချက်နဲ့တစ်ချက်ပြန်ထွက်တယ်နော်ဆယ်ကြောင့်လည်းရှိတယ်ပလန်ချာကြောင့်ကြီးတယ်ကိုကတော့ဂါကနနာလေးစုံစမ်းမယ်အကယ်၍ကိုယ့်အဆက်ကပလန်ချာကြောင့်လားသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဥပမာပလန်ချာကြောင့်ဖြစ်တာနော်ဆယ်ကြောင့်ဖြစ်တာသိဖို့အတွက်က30နေတဲ့ဒီဆက်မှာကဒီဇယ်အရင်နည်းနည်းစားလားမစားလားတစ်ချက်သတိထားပြီးတော့ကြည့်ပေးရမယ်နော်နောက်တစ်ချက်ကျတော့ကျွန်တော်ဒီဝင်ယုံတဲ့အခါမှာနည်းနည်းလေးဝစ်တယ်လို့ဖြစ်လာဆက်ဥမာဝင်နဲ့ယုံလိုက်တဲ့အခါမှာတော့ဆက်ကဝစ်သွားတာမျိုးဖြစ်လာကျွန်တော်အဲ့ဒါလေးတစ်ချက်ကိုကသတိထားပေးရမယ်နော်ဒါဆိုလို့ရှိရင်ကိုကဆက်မပြင်းနိုင်အောင်ပြစ်ချက်လိုက်ကြတာပုံပြီးလွယ်ကူတယ်ကိုယ့်အဆက်မှာဒီဇယ်ကလည်းခါတိုင်းသုံးနေတဲ့ပုံစံမျိုးနဲ့နည်းနည်းလေးပို့ပြီးဒီဇယ်ပို့စားလာမယ်နောက်ကျဆက်ကလည်းနည်းနည်းဝစ်ချင်တယ်လို့လေးဖြစ်လာ